Golden Bells တောက်ကြနေ့18ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9အခန်းငယ်1ကနေ23ဘုရားသခင်သည်သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်နောက်တစ်ဖန်သေပေးမရှိရစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရအကြောင်းမူကားရှေးဖြစ်ဖူးသောအရာတို့သည်ရွေ့သွားကြပြီဗျာဒိတ်ကျမ်းအခန်းကြီး21အခန်းငယ်4ဒီနေ့နှုတ်ကပတ်တော်အပြင်အတူတကွဆင်ကျင်ပြီးခွန်အားယူဖို့ရန်အတွက်စစ်မှန်တဲ့ထာဝရအသက်တာရဲ့စိတ်ချမှုအကြောင်းကိုဝေငှခြင်းပါတယ်။ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုမှာစစ်သားငယ်လေးတဦးကမိမိစီမှာရှိတဲ့သေးငယ်လာတဲ့တမန်ကျမ်းစာအုပ်ကလေးကိုမိသားစုရဲ့မျိုးဆက်တစ်ခုပြီးတစ်ခုဘယ်လိုမျိုးလက်ဆင့်ကမ်းရရှိခဲ့လဲဆိုတာအင်မတန်စိတ်ဝင်စားစရာကောင်းအောင်ပြောပြခဲ့ပါတယ်။အဲ့ဒီမျိုးဆက်ထဲကသူတွေအားလုံးဟာစစ်သားတွေဖြစ်ကြပြီးထိုကျမ်းစာအုပ်ကိုစစ်မြေပြင်အထိရဲရင်စွာယူဆောင်သွားခဲ့ကြတာဖြစ်ပါတယ်။သူကဒီကျမ်းစာအုပ်ဟာမိမိကိုအမြဲတမ်းဘေးရန်ကနေကာကွယ်စောင့်ရှောက်ပေးတယ်လို့ခံစားခဲ့ရသလိုရင်းနှီးလာတဲ့မိတ်ဆွေတယောက် Falklands စစ်ပွဲ Falklands War ထဲမှာကြာဆုံးသွားပြီးတဲ့နောက်မှာတော့ဗျာဒိတ်ကျမ်းအခန်းကြီး21အခန်းငယ်4ထဲကနှုတ်ကပတ်တော်အားဖြင့်ကြီးစွာသောနှစ်သိမ့်မှုကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ကောင်းတဲ့သူတွေဟာကောင်းကင်ဘုံသို့ရောက်လိမ့်မယ်လို့မျှော်လင့်နေကြတဲ့လောကကလူများစွာလိုပဲသူဟာလည်းမိမိရဲ့မိတ်ဆွေဟာအခုဆိုရင်ပုံမကောင်းမွန်တဲ့နေရာတစ်ခုမှာရောက်ရှိနေပြီလို့ယုံကြည်ခဲ့ပါတယ်။အချို့သောသူတွေကတော့တမန်ကျမ်းစာအုပ်တွေသို့မဟုတ်ဘာသာရေးသင်္ကေတတွေကိုလက်ဝါးကတ်တိုင်ပုံလေးတွေသို့မဟုတ် Saint Christopher တစိမ့်တွေလိုမျိုးကံကောင်းစေတတ်တဲ့အဆောင်တစ်ခုအနေနဲ့ပဲစောင့်ထားတတ်ကြတာဖြစ်ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကောင်းတာကထိုအရာတွေကကိုစားပြုတဲ့စစ်မှန်တဲ့အရှင်သခင်ကိုမူကားမသိကြတာဖြစ်ပါတယ်။သခင်ယေရှုကိုတော်တိုင်ကတော့ပြက်ပြက်သားသားမိန့်တော်မူခဲ့ပါတယ်။ငါဤသူတို့သည်ငါစကားအတန်ကိုနားထောင်ကြ၏ငါသည်လည်းထာဝရအသက်ကိုသူတို့အားပေး၏လို့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး10အခန်းငယ်29နဲ့18မှာဆိုထားပါတယ်။ဒါကြောင့်မို့လို့စစ်မှန်တဲ့စိတ်ချမှုအစစ်မှန်ဆိုတာဟာအဆောင်တွေစီကလာတာမဟုတ်ပဲသခင်ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းကနေပဲလာတာဖြစ်ပါတယ်။တမန်တော်ယောဟန်ကလည်းသင်တို့သည်ထာဝရအသက်ကိုရရှိကြောင်းသိကြမည်အကြောင်းလို့ရေးသားခဲ့ပါတယ်။ရှင်ယောဟန်ပထမဆောင်အခန်းကြီး9အခန်းငယ်73အရာဖြစ်ပါတယ်။တမန်တော်ရှင်ပေါလုရဲရင်စွာကြေညာခဲ့သလိုပဲဒီမြေကြီးခန္ဓာကိုယ်နဲ့ကွာဝေးခြင်းဆိုတာဟာသခင်ဘုရားရဲ့ရှေ့တော်မှောက်မှာရောက်ရှိနေခြင်းဖြစ်ပါတယ်။ကောရိန္သုဒုတိယဆောင်အခန်းကြီး9အခန်းငယ်10အရာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့သားသမီးတွေယုံကြည်သူအားလုံးဝမ်းမြောက်ကြလောလို့နှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းဝေငှလိုက်ရပါတယ်။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။